မေမေတို့ရေကိုဝန်ဆောင်ချင်းအစပိုင်းမှာအလုတ်တွေဖြီးစီးပြီးတော့ဒေါသထွက်လွယ်နေတတ်ပါသလားတကယ်တော့လေဒီလိုအချိန်ပြည့်စိတ်ဖြီးစီးနေတာဟာမိခင်အတွက်ရောဖိုက်တဲ့ကတည်သားလေးအတွက်ပါလောဝကိုမကောင်းပါဘူးနော်ဒါကြောင့်မလို့စိတ်ဖြီးစီးလာပြီဆိုတာနဲ့မျက်စိလေးမိတ်အသက်ပြင်းပြင်းလေးရှူသွင်းပြီးတော့ကိုအရင်ဆုံးပြန်လဲတည်ငြိမ်အောင်လုပ်ပေးဖို့ကအရန်ကိုအရေးကြီးပါတယ်ရှင်။ဘာလို့လဲဆိုတော့ကလေးစိတ်ပညာရှင်တွေရဲ့အဆိုအရမိခင်စိတ်ဖြီးစီးတဲ့အခါထွက်လာတဲ့ကော်တီဇောလို့ခေါ်တဲ့ဟော်မုန်းတွေဟာကလေးစီကိုဓာတ်ရိုက်ရောက်သွားပြီးတော့သူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုပါနှီးကိုးစီလိုပဲဖြစ်ပါတယ်။ဒါကြောင့်ကလေးလေးညံရည်ထက်မြက်ဖို့ဆိုရင်မမီရဲ့စိတ်အေးချမ်းမှုကအရေးအကြီးဆုံးပါပဲ။ Okay ဖိုက်ထဲကကလေးလေးနဲ့ဘလို့စတင်ရင်းနှီးအောင်လုပ်ရမလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်ပြီးပြောပြပြီးသွားမှာမလို့ကျမတို့ channel လေးကိုအခုပဲ follow လုပ်ထားလိုက်ပါဦးနော်ကဲမေမေတို့ရေကိုဝန်အစပိုင်းမှာဘိုင်လေးမထွက်သေးလို့ဆိုပြီးဘိုက်ထဲကကလေးလေးကိုမိနေတတ်ကြပါသလား morning sickness ကြောင့်အရန်ပင်မနေပြီးတော့ဘိုက်ထဲကသက်ရှိလေးကိုလက်လျူရှုထားတာမျိုးလုံးဝကိုမလုပ်ပါနဲ့နော်ဘာလို့လဲဆိုတော့ဒါဟာအစောပိုင်းမှာတိဆောက်ရမယ့်တန်ရောစင်ကျူးကိုအားနေသွားစေလို့ပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီလိုလုပ်မဲ့အစားကိုယ့်ရဲ့ဖိုက်လေးကိုနေ့စဉ်ညင်တာတာလေးပုတ်တက်ပြီးပါပြီးရင်တော့မိမိတို့စီရောက်လာတဲ့အတွက်ကျေးဇူးပါခလေးလေးရဲ့လို့နွေးထွေးထွေးလေးစကားပြောပြီးဖို့တိုက်တွန်းစင်ပါတယ်ရှင်ဘာလို့လဲဆိုတော့လေကလေးစိတ်ပညာရှင်တွေရဲ့အဆိုအရမိခင်တယောက်ရဲ့မြစ်တာနဲ့လက်ခံမှုတွေကိုကလေးငယ်လေးကထန်တီတီစကလေးကခံစားသိရှိနိုင်လို့ပါပဲတကယ်တော့ဒါဟာကလေးတယောက်ရဲ့ဘဝတသက်တာလုံခြုံနွေးထွေးမှုအတွက်ပထမဆုံးနဲ့အရေးအကြီးဆုံးအုပ်မြဲပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်အင်းတောင်ဘက်နဲ့စကားများတာကဖိုက်ထီးရကလေးလေးကိုဘလို့ထိခိုက်စေလေးဆိုတာကိုတော့အပိုင်း၃မှာဆက်ပြီးတော့ပြောပြပြီးသွားမှာမလို့ကျမတို့ channel လေးကိုအခုပဲ follow လုပ်ထားလိုက်ပါဦးနော်ကဲမိမိတို့ရေကိုဝင်ဆောင်ချိန်မှာအိမ်တောင်ဘက်နဲ့မကြခဏစကားများရန်ဖြစ်နေမိသလားတတိထားပါနော်အတန်ကြီးလောင်အော်ဟစ်ပြီးတော့ဒေါသတကြီးရန်ဖြစ်တာမျိုးကိုအထူးပဲရှောင်ကျဉ်စေချင်ပါတယ်ဘာလို့လဲဆိုတော့ဒါဟာဘိုက်ထဲကကလေးလေးကိုတိုက်ရိုက်ထိခိုက်စေလို့ပါပဲအဲ့ဒီတော့သဘောထားမတိုက်ဆိုင်ရင်တောင်မှအတန်ကိုနှိမ့်ပြီးတော့တီငိမ့်ပဲဆွေးနွေးပါဖခင်တွေအနေနဲ့လေမိခင်လောင်ရဲ့စိတ်ခံစားမှုအပြောင်းအလဲတွေကိုပို့ပြီးတော့နားလေဖေးမှပြီးဖို့အရန်ကိုလိုအပ်ပါလေရှင်တကယ်တော့လေကလေးစိတ်ပညာရှင်တွေရဲ့အဆိုအရမိခင်ဒေါသထွက်ပြီးအော်ဟစ်လိုက်တဲ့အခါနှလုံးခုန်လုံးမြန်လာပြီးတော့တွေးပေါ်မှာတက်လာတတ်ပါလေဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကဖိုက်တဲကကလေးကိုချက်ချင်းလန့်သွားစေပြီးတော့မလုံခြုံတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်ခင်ဗျာโอเคဒါဆိုရင်ဖိုက်သေးကကလေးလေးနဲ့စကားပြောတာကဘယ်လောက်တောင်အကျိုးရှိလဲဆိုတာကိုတော့အပိုင်းလေးမှာဆက်ပြီးပြောပြပေးသွားမှာမို့လို့ကျမတို့ channel လေးကိုအခုပဲ follow လုပ်ထားလိုက်ပါဦးနော်